ရဟုတ်မဟုတ်ဒီရကိုရှင်းပြရှင်းပြအဲ့ဒါလေးတွင်းဒီကဘယ်နှမျိုးရှိတာ တွင်းတီးအားလုံး242မျိုးရှိတယ် ဟုတ်242မျိုးမှာဒီကကျွန်တော်ကောင်းဆုံးတီးကိုကျွန်တော်ပြုစုရဒီကောင်ကဒူရီတန်မြန်မာမလေးလို့ခေါ်ဒူရီတန်သူ့ရဲ့နာမည်ကမြန်မာပြည်ဆိုစူးမဲပေါ့ဆူးမဲဒီကောင်ကတော့ကင်းမောင်ဆန်ကင်းလို့ခေါ်မောင်ဆန်ကင်းဆိုမောင်ဆန်ကကျွန်တော်ဒီမှာဆိုတော့ကြွားတာမွေးလုံးပွေးကြိုက်နေတာအားရတာရှိတယ်ဒီကောင်နံပါတ်1ဒီကောင်နံပါတ်2ဒီကောင်နံပါတ်3နဲ့မှာဥဒန်းမဲတာဥဒန်းဆိုတာကျွန်တော်ပဇွန်မြန်မာပြည်လိုပဇွန်ပေါ့ကျွန်တော်မြန်မာလိုပြန်မယ်ဆိုတော့ပဇွန်ပေါ့ဒါအားရတာရှိရတာရှိရဲ့ဒီလိုမှာကိုကျွန်တော်ပြုစုရဟုတ်ကဲ့ပါအခုညီလေးတို့ခြံမှာကြတော့ဘယ်နှမျိုးရှိလဲကျွန်တော်ခြံမှာ2မျိုးပဲကျွန်တော်စိုက်တာဒီ2မျိုးပဲစိုက်တယ်ဒီမျိုးကဈေးကြီးဆုံးဟုတ်ဒီအရင်မစိုက်ဘူးဟုတ်ဒီကောင်က1ကီလိုမှကျွန်တော်28ကျပ်20ရဒီကောင်က1ကီလို80 80ringgit မလေးရှား ringgit 80 80သွားဈေးကြီးတော့သွားဈေးကြီးတော့ဟုတ်ဒီကောင်ကဈေးနဲ့ကြဒီကောင်က85ဒီကောင်က85ဒါတော့အတူတူပဲနော်အတူတူပဲ85ဒီက85 1ကီလိုဆိုလို့ရှိရင်85လေးက8000ဝက်ပေါ့8000ဝက်1ကီလို8000ဝက်ဒီကောင်ဆိုလို့ရှိရင်3,600ပေါ့တစ်လုံး3,600 3,900ဝန်းကျင်ဒါဒီမှာပဲဒီကျွန်တော်မြန်မာငွေဆိုလို့ရှိရင်ဒီမှာရှိတဲ့မြန်မာငွေနဲ့ဟိုဘက်ပို့ရမယ်ဆိုတော့အရန်စိတ်ကြီးတော့မြန်မာပြည်မှာတော့မျိုးရှိတော့ရှိတယ်ဒါပေမဲ့မြန်မာပြည်ကျတော့သူကဘယ်လိုကြည့်စားမလဲဆိုတော့မြန်မာပြည်ဆိုလို့ရှိရင်ဒီလိုမစားလို့မရှိဘူး။ဘာကြောင့်လဲဆိုတော့ကျွန်တော်ဒီမှာကဒီလိုရှာကြည့်လိုက်ရင်လို့သိရ။လူစီလို့ဆိုလို့ရှိရင်အစိမ့်နေတယ်။ခိုင်းရစိမ့်နေတယ်။ခိုင်းရစိမ့်နေဆိုဒီအဲ့တော့မှစားတာ။ကျွန်တော်အညာ6သွားပြီ။ဟုတ်ပြီ။အညာ6တာဘယ်လို6လဲဆိုတော့အညာ6ရှိတယ်။ကျွန်တော်ဒီမှာလက်ဆက်ဆက်ပဲရှိတယ်။ညာ6ရှာလို့တော့မရဘူး။လက်ဆက်ဒီမှာသူကကျွန်တော်ကစားမလက်ဆက်ရင်လည်းကျွန်တော်ကိုယ်တိုင်လည်းမစားဘူး။သူများလည်းပြင်မတွေ့ဘူး။ဒီခိုင်းမြန်မာဟိုမလေးရှားထိုင်းမလေးရှားじゃဘာကွာလဲဆိုတော့ထိုင်းရဲ့တီးကသူတို့ကခူးတယ်ခူးပြီးတော့သူကဆေးဥပ်တယ်ဆေးဥပ်တဲ့အချိန်မှာသူကဟောတာရက်နဲ့သူကဥပ်တယ်3ရက်ယူမလားတစ်ပတ်ယူမလား2ပတ်ယူမလားဟုတ်ပြီ2ပတ်တီးက2ပတ်ရဲ့ဆေးတစ်ပတ်ကတစ်ပတ်ရဲ့ဆေးသူက3ရက်က3ရက်နဲ့ဆေး3ရက်တစ်ပတ်ဆိုရင်ဆေးရတာများသွားတယ်ဆေးနဲ့ဟုတ်ဒီမှာကျတော့ collagen နဲ့ပဲတွေ့ကြဟောတက်မကူတွေ့ကြတာအောက်မှာပိုက်ခံတာဒီတမရက်စမကောင်ဇက်ပြက်ခံရောဟောစမကောင်ဇက်ပြက်ခံနေဆိုပဲဟောမင်းတို့အမကန်နေငါမှာသူ့ဟိုမှာလေးကငါ post နေနေရဇက်ပြက်ခံစမကောင်ဇက်ပြက်ခံနေဆိုပဲကျွန်တော်ညီကိုအဲ့လောက်ဒီအမခံအဲ့လောက်ကြီးရုံနဲ့ဟောဘယ်လိုနေလဲဖြစ်ကုန်ပြီဟိုအဲ့ဒါတော့နှစ်ယောက်ပြတာလာမအားတော့ကိုမအားတော့လက်မအားတော့ပဲအားတော့ကျွန်တော်လက်ကပေးဒီမှာရိုက်တာကြီးလားအဲ့လိုမိုက်တာအဲ့လိုမိုက်တာမိုက်လားမိုက်တယ်တမ်းကွာပဲပြောတာလက်ပြက်ခံစမ်းကောင်းရင်လက်ပြက်ခံပဲတဲ့ဒါပြီဟုတ်ကဲ့